ကဲဒီနေ့ကတော့ကျွန်တော်တို့စားရတာအလွန်တရာမှအရသာရှိပြီးအတွင်းမီစေတွေချိုချန်ဆက်ဆက်လေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ပဇွန်နဲ့ကပွင့်ရှင်ရွက်ကိုကျွန်တော်တို့ရခိုင်ချက်ဘလိုပုံစံမျိုးလေးချက်စားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကတော့ကပွင့်ရှင်ရွက်လေးတွေကိုအသားလေးနှော်ထားပါမယ်ကျွန်တော်တို့အရွက်လေးတွေကိုခြွေထားပါမယ်ကျွန်တော်ကတော့ကပွင့်ရှင်လေးတွေကလည်းဒီနေရာမှာတော်လေးကိုရှားပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကိုယ်တိုင်သွားရှာပြီးတော့ခုထားတဲ့ကပွင့်ရှင်လေးတွေပါကပွင့်ရှင်လေးတွေကလည်းတော်လေးကိုလက်ဆက်လေးနဲ့လှနေပါတယ်ကျွန်တော်တို့ကပွင့်ရှင်လေးတွေကိုအကုန်လုံးခြွေလိုက်ပါမယ်ခြွေပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ချက်ဖို့အတွက်အိုးထဲမှာစီထည့်လိုက်ပါတယ်စီနဲ့ပူလာပြီဆိုတာနဲ့ကျွန်တော်တို့ပါလိထားတဲ့ကြက်တန်လေးတွေကိုထပ်ပြီးထည့်လိုက်ပါမယ်ဒီပြီဆိုတာနဲ့ကျွန်တော်ကတော့ငရုတ်သီးအစိမ့်ပိုင်းထားတဲ့ဟာလေးကိုထည့်လိုက်ပါတယ်ပြီးတာနဲ့ကြက်သားမုန်းနဲ့ထည့်ပါမယ်ဟင်းချုံမုန်းတစ်စွန်းပါပြီးတာနဲ့စားနဲ့ထည့်ပါမယ်ဒါလည်းထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ထပ်ပြီးတော့ငန်းပြရေးအကြည်လေးပါထပ်ပြီးထည့်လိုက်ပါတယ်ဒါကတော့ကျွန်တော်တို့ရခိုင်ဟင်းဆိုပေမဲ့ရခိုင်ရိုးတော့မဟုတ်ပါဘူးအခုခေတ်ပေါ်နေစနေတိုင်းချက်ထားတဲ့ဟာပါဒါဆိုလို့ရှိရင်ကျွန်တော်ကထပ်ပြီးတော့စနေမုံလေးနဲ့ထပ်ထည့်ပြီးတော့ကျွန်တော်တို့အပေါ်အောင်လေးမှပေးထားပါမယ်โอเคကျွန်တော်တို့အယောင်လေးနဲ့ညှွှန်းလာတဲ့အထိမျိုးတိအစိမ့်တွေကျက်လာတဲ့အထိကိုချက်လိုက်ပါမယ်နည်းနည်းလေးကျက်လာပြီဆိုတာနဲ့ကျွန်တော်ကတော့ထပ်ပြီးတော့မျိုးကောက်မုံကိုပါထပ်ပြီးထည့်လိုက်ပါမယ်ကျွန်တော်ကတော့မျိုးကောက်မုံလေးတွေကိုထပ်ပြီးထည့်ထားပါတယ်ဒီပြီဆိုတာနဲ့ကျွန်တော်တို့တေချာဆန်အောင်ဆေးထားတဲ့ပဇွန်လေးတွေကိုထပ်ပြီးထည့်လိုက်ပါမယ်ပဇွန်ကလည်းလက်ဆက်ဆက်လေးတွေရလာပါတယ်ကျွန်တော်မနေ့ကဈေးသွားတာကပြီးတော့ဒီလိုပဇွန်မျိုးတွေကလည်းမြင်လိုက်ခါမရပါဘူးတစ်ခါတလေမှပဲဈေးမှာတွေ့ပါတယ်အယောင်လေးတွေနင်းရပြီးတော့နည်းနည်းလေးကျက်လာတဲ့အထိကျွန်တော်တို့ချက်ပေးလိုက်ပါမယ်โอเคကျွန်တော်တို့ဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်အခုနောက်ကနွားပြီးတော့တေချာဆန်အောင်ဆေးထားတဲ့ကပွင့်ရှင်ရွက်လေးတွေကိုထပ်ပြီးတော့ထည့်လိုက်ပါမယ်ကပွင့်ရှင်ရွက်လေးတွေထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အပွားအောက်လေးတေချာလေးပြန်ပစ်ထားဖို့တော့လိုပါတယ်အေးကပွင့်ရှင်လေးတွေထည့်ပြီးတော့ကျွန်တော်တို့အပွားအောက်လေးတေချာလေးကိုပြန်ပေးထားပါမယ်ခုလိုတေချာလေးပြန်ပေးပြီးကျွန်တော်တို့ကပွင့်ရှင်ရွက်လေးတွေကလည်းညှို့လာပြီးကပွင့်ရှင်ရွက်လေးတွေကြက်တဲ့အနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ထည့်ပြီးတော့ရေထက်ထည့်ရပါမယ်ကျွန်တော်ကတော့ဒီအနေထားကိုရောက်လာပြီဆိုတာနဲ့ရေလေးနည်းနည်းထက်ထည့်လိုက်ပါတယ်โอเคရေလေးနည်းနည်းထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်ဟိုဘက်မှာမျိုးသီးအစိမ့်နဲ့ငပိထောင်းထားတဲ့ဟာလေးကိုပါထပ်ပြီးတော့ထည့်လိုက်ပါတယ်ကျွန်တော်ကဆက်ဆက်လေးစချင်တဲ့အတွက်ကြောင့်မျိုးသီးကိုခမ်းမြလေးထည့်ထားပါတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ဒါလေးကိုတော့အောက်လေးသေချာလေးပြန်ပေးပြီးတော့ကျွန်တော်တို့ကြက်အောင်နည်းနည်းလောက်ချစ်ထားလိုက်ပါမယ်ခုလိုမျိုးပဇွန်နဲ့ကပွင့်ရှင်ရှက်တဲ့နေရာမှာကျွန်တော်တို့အရေများများနဲ့စချင်လို့ရှိရင်ရေကိုများများထည့်လို့ရပါတယ်ပြီးတော့ဒီနေရာမှာအဆက်ကိုလေးကျွန်တော်တို့ကြိုက်တဲ့လောက်လေးထည့်လို့ရပါတယ်ကျွန်တော်ကတော့အရေလေးခန်းခန်းလေးနဲ့ဆက်ဆက်လေးစချင်တဲ့အတွက်ငရုတ်သီးကိုခမ်းများများထည့်ထားပါတယ်ပြီးပြီဆိုတာနဲ့ဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ကြက်တံမိတ်လေးတွေကိုပါထည့်ပြီးတော့ထည့်လိုက်ပါမယ်ဒီနေရာမှာကြက်တံမိတ်အစားကျွန်တော်တို့နန်ပင်ရေပင်စင်းရှိလို့ရှိရင်ပင်စင်းပါထည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့အိမ်မှာကြက်တံပင်လေးတွေပိုနေတာနဲ့အဲ့ဒီကြက်တံပင်လေးတွေကိုပဲထည့်လိုက်ပါတယ်โอเคကျွန်တော်တို့ဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့အပွားအငံလေးတွေကိုထည့်ပြီးတော့မေးလိုက်ပြီဆိုတာနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ချိုချန်ဆက်ဆက်လေးနဲ့အတွင်းမီစေတွေကပွင့်ရှင်နဲ့ပဇွန်ရှက်တိုးရပါပြီခုလိုပုံစံမျိုးဆွန်အောက်တီကျေးပေးတဲ့အတွက်တဦးတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်